HIV ပိုးကောင်ကဘာမှမလုပ်နိုင်တော့အောင်သူ့ရဲ့လက်တွေကိုအိတ်နဲ့စွတ်ပေးလိုက်တဲ့နီးနဲ့ကာကွယ်ဆေးကိုရှာတွေ့တော့ပါပြီ။ virus ပိုးရဲ့လက်တွေကလူကိုဘလို့ဒုက္ခပေးတယ်လဲဆိုရင်ခန္ဓာကိုယ်ထဲကိုရောက်လာတာနဲ့အရင်တွယ်ကတ်ထားလိုက်ပြီးအသားနဲ့ရံကိုထိုးဖောက်ကဝင်ရောက်နေထိုင်ဖို့ဘာလုပ်တယ်လဲဆိုရင်သူ့လက်နဲ့လှမ်းတို့လိုက်ပြီးတော့သူ့ကိုဝင်ခွင့်ပေးပါလို့တောင်းဆိုလိုက်တယ်။တာမန်အဖြစ်အသားနဲ့ရံကမီဒီယောဂပိုးကိုမှလုံးဝဝင်ခွင့်မပေးပါဘူး။ဒါပေမဲ့ပြဿနာက virus ပိုးကောင်ရဲ့လက်တွေပါဖြစ်ချင်တော့အဲ့ဒီလက်ကိုအသားဓာတ်နဲ့ဖွဲ့စည်းထားတာဖြစ်လို့အသားနဲ့ရံရဲ့ဓာတ်နဲ့ဓာတ်ချင်းတူနေတာအဲ့တော့လက်မှာပါရှိတဲ့အသားနဲ့လှမ်းတိုးလိုက်တဲ့အချိန်မှာအသားနဲ့ရံကလည်းအချင်းချင်းတွေပဲလို့ထင်မှတ်သွားတာပါဒါကြောင့်လက်ကအလွယ်တကူထိုးဖောက်နိုင်သွားတဲ့အပြင်သူ့ရဲ့တကူလုံးကပါရောပြီးတော့ဝင်သွားပါလိရောအဲ့ချိန်ကစပြီးတကောင်ကနေအကောင်100အဲ့ဒီ100ကအပြင်ကိုထွက်လာကြပြီးလက်နဲ့တဖန်လိုက်တို့ကအထဲမှာထပ်မံပေါက်ဖွာလာကြပြန်ရောအခုလိုဝင်လိုက်ထွက်လိုက်ကြိမ်ဖန်များစွာစင့်ပွားလာရင်းနဲ့ကြာလာတော့အသားကဓာတ်မခံနိုင်တော့ပဲယိုယွင်းလာတဲ့အတွက်ယောဂကစလာရတာတကယ်လို့ဒါ virus မှာလက်တွေမရှိဘူးဆိုရင်အထဲကိုမဝင်နိုင်တော့သလိုပွားလာဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ပါဘူးဒါကြောင့်လက်တွေကိုဘယ်လိုဖယ်ထုတ်ရမလဲဆိုတာကိုအဖြေရှာရင်းနဲ့နောက်ဆုံးမှလက်ကိုအိတ်နဲ့စွတ်ပေးတဲ့နီးကိုရှာတွေ့သွားတယ်ဒါကြောင့်အခုပဲအိတ်ပုံစံနဲ့အကောင်ကိုအလွယ်ဆုံးနီးနဲ့ကိုယ်တိုင်ဖန်တီးကြည့်မယ်ဥပမာကွန်ပျူတာ software တစ်ခုကိုဖန်တီးမယ်ဆိုရင်01တွေကိုစီပြီးတော့တီဆောက်ရသလိုလူတစ်ယောက်ဖြစ်လာဖို့ဆိုရင်လည်း ATCG နဲ့တီဆောက်ထားတာဖြစ်တယ်အဲ့အရာတွေကိုစီလိုက်ရင်လှေကားပုံစံဖြစ်လာပြီးတော့တက်ရှိ DNA တစ်ခုဖြစ်တည်လာရတာခြေအိတ်ပုံစံအကောင်တစ်ကောင်ကိုဖန်တီးမယ်ဆိုရင်တော့ ATCG တွေနဲ့ formula တစ်ခုကိုရေးဆွဲလိုက်က DNA လှေကားတစ်ခုဖြစ်လာအောင်တီဆောက်နိုင်ပြီဆိုပါတော့အဲ့ DNA လှေကားပုံစံနဲ့တက်ခွဲခန်းထဲမှာတက်ရှိခြေအိတ်ကောင်လေးတွေကိုမွေးထုတ်နိုင်မှာဖြစ်တယ်ပြီးရင်ကာကွယ်ဆေးအဖြစ်နဲ့ခန္ဓာကိုယ်ထဲကိုထိုးထည့်လိုက်မယ်အထဲမှာအသင့်စောင့်နေတဲ့သွေးဖြူဥကောင်တွေကတွေ့ချင်းသူတို့ကိုဖမ်းယူလိုက်ပြီးတော့ဝါးမျိုးပစ်လိုက်တာခြေအိတ်ကောင်တွေကအခုလိုလမ်းသွားမှတင်တိုက်ခိုက်တာခံလဲရတဲ့အတွက် HIV ပိုးကောင်စီကိုအိတ်နဲ့သွားစွတ်မဲ့ mission ကကြဆုံးသွားတော့တယ်ဒါကြောင့်သွေးဖြူဥတွေကသူတို့ကိုလာမတိုက်ခိုက်နိုင်အောင်အရင်လုပ်မယ်ခြေအိတ်ကောင်တွေကဘာကြောင့်တိုက်ခိုက်ခံရတယ်လဲဆိုရင် virus ပိုးကောင်တွေလိုမျိုးအပြင်ကနေရောက်လာတဲ့ဒဇိမ်းတွေဖြစ်နေတာကြောင့်ပါဒါပေမဲ့အင်ရှင်ချန်ပေါက်တွေကိုတော့လုံးဝမတိုက်ခိုက်ပါဘူးဒါကြောင့်ခြေအိတ်ကောင်တွေကိုအင်ရှင်ဖြစ်သွားအောင်လုပ်မယ်ဥပမာဒဇိမ်းဆိုတာကအပြင်ကနေရောက်ရှိလာတဲ့ virus ပိုးတစ်ကောင်ဒါပေမဲ့အဲ့ဒီ virus ကနေထပ်ပွားလာတဲ့အကောင်တွေကတော့အင်ရှင်တွေဖြစ်သွားကြပြီသူတို့ကိုအင်ရှင်တွေဖြစ်သွားအောင်ခန္ဓာကိုယ်ထဲမှာပဲမွေးဖို့ဆိုရင်အရင်လို DNA တစ်ကောင်လှေကားတစ်ခုလုံးကိုမသုံးတော့ပဲသူ့ရဲ့ဘေးမှာရှိတဲ့လှေကားအပိုင်းစ spare part ကိုယူသုံးမှာဖြစ်တယ်အဲ့ဒီ spare part တွေကပင်မလှေကားပျက်စီးသွားမယ်ဆိုရင်ဝင်ရောက်အစားတိုးပေးဖို့ဘေးမှာအသင့်ရှိနေတာပါအဲ့ဒီလှေကားအပိုတွေကို RNA လို့ခေါ်ပါတယ်ဥပမာလူတစ်ယောက်ကဒဏ်ရာရပြီးတော့ပေါက်ပြဲသွားမယ်ဆိုရင် DNA လှေကားတနေရာမှာပျက်စီးသွားတာမျိုးဖြစ်တယ်အဲ့လိုဆို RNA spare part ချောင်းတွေကဝင်ရောက်အစားထိုးပေးလိုက်တာကြောင့်ဒဏ်ရာစီကိုအဒပိုတွေရောက်ရှိလာပြီးတော့အစားထိုးပေးလိုက်တဲ့အတွက်ဒဏ်ရာကပျောက်ကင်းသွားရတာဖြစ်တယ်ဒါကြောင့် DNA ခြေတစ်ကောင်လုံးကိုမသုံးတော့ဘဲနဲ့ RNA spare part ချောင်းကိုယူပြီးတော့ခန္ဓာကိုယ်ထဲကိုထိုးထည့်ကြည့်မယ်အထဲကိုရောက်ရှိသွားတာနဲ့ RNA ချောင်းကဘလူနဲ့ထိတ်တိုက်တွေ့တယ်လဲဆိုရင်တက်တော်ဝါတွေကိုဖန်ဆင်းပေးတဲ့ဗပုဆရာကြီးနဲ့တွေ့မှာဖြစ်ပြီးတော့ဘလူထုစစ်မလဲဆိုတာနောက်ပိုင်းမှာဆက်ပါမယ်